Mama Gate brand နဲ့မှာဆိုထုတ်တာလည်းကြာပြီမှာဒီကောင်တော်တော်လေးပုံမှာစိတ်ဝင်စားမှုကောင်းတယ်ဒီကောင်အသုံးပြုပုံတွေကဘယ်လိုမျိုးလေးလဲ तू ကတော့ peeling လို့ခေါ်တာပေါ့နော် peeling ခေါ်တာနော် peeling ပေါ့ ဟုတ်ကဲ့ तू ကကြတော့ဘယ်လိုအသုံးပြုရလဲဆိုတော့ तू market brand နဲ့မှာအရင်လည်းရေပန်းစားတယ် तू ကဘာဖြစ်လို့လဲဆိုတော့ तू ကိုသုံးတဲ့အခါကျရင်ပေါ့နော် तू မိနစ်30လောက်ပေါ့မျက်နှာတစ်စပြားလေးနဲ့တက်လိုက်တက်ပြီးသွားပြီဆိုရင် तू ကိုလိမ့်ထားလိုက်မိနစ်20နာရီကွက်ပေါ့နော် မိနစ်20နာရီကွက်လိမ့်ပြီးဘယ်လိုအားလေး လိမ့်ပြီးသွားပြီဆိုရင်မိနစ်20နာရီကွက်ထားပြီးရိုးရေလေးနဲ့ပဲဆေးချလိုက် ရိုးရိုးလေးနဲ့ဆေးချလိုက်ပြန်ပြီးတော့မျက်နှာတစ်စရာမလိုဘူးပေါ့နော်ပြန်ပြီးတက်ကြမယ်တခြားအဆင့်တွေဆက်လင်းနေရဟုတ်တယ်လိမ့်လိုက်သူ့ကိုကြတော့တလဲတီးနှစ်နဲ့ထုတ်ထားတာတလဲတီးနှစ်နဲ့အော်ဒီအောင်လေးဟုတ်တယ်တလဲတီးဒီကောင်သုံးမှများလာရင်အားလေးတင်ဘယ်လိုရမလဲသုံးမှများလာရင်သူ့ကိုသုံးတဲ့ခါကျရင်မျက်နှာတစ်ပြင်လုံးကိုလိမ့်ပြီးပါးနှစ်ဖက်ရဲ့ဒီမေးစီလေးနှာခေါင်းလေးတွေပေါ့နော်မမကိတ်လိုမျက်နှာပန်းရောင်တန်းတန်းလေးဖြစ်ချင်ပေါ့ပန်းရောင်တန်းတန်းလေးပဲမမကိတ်ကကချက်ချေရမဟုတ်ဘူးမဟုတ်ဘူး original ဒီဟာလေးတွေဒီကောင်လေးသုံးလာများပြီပန်းရောင်လေးတန်းရပန်းရောင်လေးတန်းလာတာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးပန်းရောင်လေးတန်းပြီးတော့သူကကြာပါမျိုးသူ့တဘူးလောက်ကုန်တဲ့ခါကျရင်ပေါ့မျက်နှာပါးနှစ်ဖက်ကပန်းရောင်လေးတန်းလာမယ်ဒီတဘူးကုန်တာလည်းမျက်နှာဒီပန်းရောင်လေးတန်းလာတော့တိတာလာပဲဟုတ်တယ်သူကဘာလို့ရေပန်းစားလဲဆိုတော့သူအချိန်ပေးပြီးတော့အလုပ်တစ်ခုအနေနဲ့ပေါ့နော်ဆိုင်မှာသွားပြီးမျက်နှာအစိတ်ထုတ်တာတို့ကြီးချွတ်တာတို့မလုပ်ချင်တဲ့လူတွေပေါ့အိမ်မှာကိုကဒါလေးကိုမိနစ်20နာရီလောက်ထားလိုက်တာနဲ့တင်မျက်နှာအစိတ်ထုတ်ပြီးသားကြီးချွတ်ပြီးသားဖြစ်သွားတယ်မျက်နှာလေးကိုလည်းပန်းရောင်တန်းစေတယ်မျက်နှာလေးလည်းပန်းရောင်ဒါ market brand ဖြစ်တဲ့အတွက် organic လုံးဝစစ်စစ်စိတ်ချရုပ်ကြည့်ရတယ်ဟုတ်ကဲ့market ထုတ်တိုင်းမှာတော်တော်နာမည်ကြီးဟုတ်တယ်နာမည်ကြီးတယ်တော်တော်လေး organic ထဲမှာဒါမျိုးကိုမထုတ်သေးဘူးပေါ့နော်မြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာဘယ်သူမှမထုတ်သေးဘူး market လုံးဝ first ပဲ market က market ကပထမဆုံးလုပ်တဲ့သူဆိုတော့ဒါအခုမကြခင်မလေးရှားမှာလည်းရပါတော့မယ်ရပါတော့မယ်ဟုတ်